ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးရန်ကုန်မြို့ဥတ္တန်တိုင်းတိုက်တွင်9 ရက် 9 လ 62 ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောသစ္စာ၄ပါးတရားတော်သစ္စာမသိလို့ရှိသစ္စာမသိလို့ရှိဖြင့်ဝိနာဝိသေဝိဆိုတဲ့သံဃာကြီးဟာဘယ်တော့မှမပြတ်တော့ဘူးဆိုတာဘုရားတင်တော်မှတ်ထားသစ္စာမသိတဲ့ကာလပတ်လုံးဘာပဲလုပ်လို့ဘာပဲလူတံပိကံပိကလာနေစေကမှုသစ္စာမသိသေးလို့ရှိဖြင့်ဒုက္ခခတ်သိမငြိမ်းသေးဆိုတာသိချာမှတ်ပါသစ္စာမသိသေးဒုက္ခခတ်သိမငြိမ်းသေးဆိုတာသိချာမှတ်ကြပါမှန်တယ်သစ္စာမသိရင်ဘာဖြစ်မလဲဗျာလို့ပြောတဲ့အခါကျတော့သစ္စာမသိလို့ရှိရင်ဒုက္ခရှာပါလိမ့်မယ်ဆိုတာကိုသုံးတဲ့ချသစ္စာမသိရင်ဘာရှာမယ်သင်ညဒုက္ခရှာပါဘူးဒုက္ခရှာမယ်ဆိုတာဓမ္မတွေသိချာမှတ်ဒီမှာကြည့်ပါဝိဇ္ဇာဆိုတာသစ္စာကိုမသိဝိဇ္ဇာဆိုတာဒုက္ခအညာဏဒုက္ခသမုဒယအညာဏဒုက္ခនិရောဓအညာဏဒုက္ခនិရောဓဂာမိနိပရိပဒါယအညာဏဆိုတော့သူကသစ္စာ၄ပါးစလုံးမသိတဲ့တရားဝိဇ္ဇာဘာခေါ်ကြမလဲသစ္စာ၄ပါးလုံးမသိတဲ့တရားသစ္စာ၄ပါးစလုံးမသိတဲ့တရားလို့သိချင်မှာအဲ့တော့သစ္စာ၄ပါးမသိတဲ့တရားဆိုတော့ဓမ္မတွေကသစ္စာ၄ပါးမသိဘူးမသိတဲ့ပုဂ္ဂိုလ်ဟာလမ်းသွားခြင်းလို့သွားပါလိမ့်မယ်လမ်းသွားခြင်းလို့သွားတဲ့ခါကျတော့ဒီသင်္ခါရဆိုတာလုတ်ပါတယ်ဝိဇ္ဇာဖြစ်เสียသင်္ခါရဝိဇ္ဇာဖြစ်เสียသင်္ခါရဆိုတာဓမ္မတို့သင်္ခါရကခမည်းတော်လူဘဝနတ်ဘဝလိုချင်လို့လုပ်တဲ့ကုသိုလ်ပြစ္ဆုတ်ပံချမ်းသာခြင်းလို့လုပ်တဲ့ကုသိုလ်ဒါသင်္ခါရလို့လူဘဝနတ်ဘဝလိုချင်တဲ့ကုသိုလ်လည်းပါတော့သင်္ခါရပဲတဲ့ယခုဘဝချမ်းသာခြင်းလို့လုပ်တဲ့ကုသိုလ်တွေရောသင်္ခါရပါဩဒါပဲဒီသင်္ခါရတွေဒကာဓမ္မတို့မသိတဲ့ပုဂ္ဂိုလ်လုပ်တာရှင်းညဘယ်လိုလုပ်တာပါမသိတဲ့ပုဂ္ဂိုလ်လုပ်တာမသိတဲ့ပုဂ္ဂိုလ်လုပ်တာဩဒါဖြင့်ဒကာဓမ္မတို့မသိတဲ့ပုဂ္ဂိုလ်လောက်တာဖြစ်မှန်လိုက်မယ်မှားလိုက်မယ်ဆိုတာဘုန်းကြီးဓမ္မတွေဘာမှရှုပ်ထွေးနေကြမလို့တော့မှားကြည့်တယ်မှားကြည့်ပဲလို့ဆုံးဖြတ်ချက်မသိတဲ့ပုဂ္ဂိုလ်လောက်တာဘုရားဘယ်နဲ့ဆိုကြမှားပါဒါကြောင့်မသိတာကမှားတာကဒီလောက်မသိလို့လောက်ပါတယ်မြန်မာလူကျန်တော့မသိတာကဝိဇ္ဇာပြုလုပ်တာကသင်္ခါရသင်္ခါရဆိုတော့ပြုလုပ်တာရှင်းညရှင်းပါဘူးဥညာကြီးရှင်းပြီဒါဖြင့်သူဘာတွေလုပ်ပါလိမ့်မလို့မေးတဲ့အခါကျတော့ဝိဇ္ဇာနဲ့သင်္ခါရလုပ်တယ်လို့ဓမ္မတွေယူတော့ဘုရားတကယ်ဒီကြည့်သမုဒယသစ္စာသူလုပ်တာဟောကြဟုတ်ပါဘာသစ္စာလုပ်သမုဒယသစ္စာသမုဒယသစ္စာလို့ရင်တော့ဒုက္ခသစ္စာလာတော့မယ်ဟုတ်ပါမလာပါနဲ့ဆိုလို့ရသေးရဲ့မရပါဘူးဒါရင်ဘုန်းကြီးတို့ဓမ္မတွေမှာလုံးတွေ့သစ္စာမသိဘဲနဲ့လုံးတဲ့ပုဂ္ဂိုလ်ဘူးတွေ့ဒီသစ္စာရလိမ့်မယ်ဆိုတာကိုမသိတော့ဒီသမုဒယသစ္စာအဝိဇ္ဇာသင်္ခါရကိုဥပဒေသေချာလို့လွယ်ဓမ္မချောကုန်လားချောဘူးလားသေချာချောနေပြီတဲ့အဲ့ဒါဆရာရဲ့နမိုင်းမို့ပြောဆိုနေတယ်လို့လည်းအောင်လို့ပါအစစ်တရားဆိုလို့ရှိရင်ခမည်းတော်အာကိုထားတာကိုအကုန်အသားယူပြီးမပြောနိုင်အစစ်တရားကိုပြောအစစ်တရားကိုပြောမှဖြစ်နေတော့ဥဒ္ဒနဲ့ငဲ့လို့မရတော့ငယ်ရရဆိုရင်မှားကြီးပဲလို့သုံးသက်ချက်ချပါအဲ့ဒါပဲမသိတာကသစ္စာမသိတာကဝိဇ္ဇာမသိလို့လုပ်တာကဘာဆိုကြသင်္ခါရဆိုတော့ဒီကြည့်လိုက်ဘာသစ္စာသမုဒိယသစ္စာညာဘာသစ္စာသမုဒိယသစ္စာခင်ဗျားတို့မို့လူရဲပါပြီတဲ့သမုဒိယသစ္စာဆိုတာအကြောင်းတရားဖြစ်သောကြောင့်ဟောဒီပြစ္ဆုတ်ပါအကျိုးဖြစ်တဲ့ဒုက္ခသစ္စာသိချာရ
ဘယ်လိုလုပ်တာတုန်းကဒီဒုက္ခသစ္စာကြီးဆိုတော့မသိတဲ့ပုဂ္ဂိုလ်လုံးလို့ရတဲ့ဒုက္ခသစ္စာဘယ်လိုဆိုကြမသိတဲ့ပုဂ္ဂိုလ်လုံးလို့ရတဲ့ဒုက္ခသစ္စာဆိုတဲ့ဖြင့်ဘုန်းကြီးတွေကဓမ္မတွေမသိတာကအဝိဇ္ဇာမြန်မာတွေတော့အကမ်းပေါ့အကမ်းလမ်းသွားတာပေါ့ပုညာပိသင်္ခါရအပုညာပိသင်္ခါရဆိုတော့ဘုံဘဝတောင်းတာလို့တဲ့ကုသိုလ်နဲ့သာယသမီးရှိဝါရေးလုပ်နေတာအကုသိုလ်အဲတော့သာယသမီးရှိဝါရေးလုပ်နေတာတို့ဝတ္တရားပဲလို့ပြအောက်မေ့မနေပါနဲ့ကိုယ်သက်တာလကားဖြုံးပြီးအမိုက်ခံရဲနေတာလို့သုံးသပ်ရပါဟုတ်ပါဘယ်လိုသုံးသပ်ရအမိုက်ခံရဲနေတာလို့သုံးသပ်ရပါနာရမနာကြတယ်တော့ဓမ္မအမှန်ကိုပြောနေရတယ်အဲတော့အမှန်ကိုမတွေ့ရသေးသေးကာလပတ်လုံးဟာပြမြောက်တရားနဲ့၆တရားဆိုသွားပြီ၆တရားကဘယ်နဲ့၆ပြီကဲလည်းပေးတာမဟုတ်ဘူးလကား၆နေတာမြောက်တရားကနာရသေးသေးနဲ့မြောက်သစ္စာမသိလို့မြောက်တာဟောနေတာဖြင့်ခင်ဗျားတို့နောက်ဘဝကမိုက်ခဲ့လေလားလိမ္မာခဲ့လေလားဆိုတော့မေးဖို့မလိုတော့အကန်းလန်းသွားခဲ့တယ်ကွာသမီးဘယ်နဲ့လဲအကန်းလန်းသွားတဲ့ခါကျတော့ဟောဒီဝိညာဉ်ဆိုတဲ့ဥစ္စာရပါတယ်ဟောဒီစပ်သွားတယ်မြားလေးပြမြားလေးပြသွားတဲ့ဒီမှာစပ်ပါပြီးတဲ့ဝိညာဉ်ဆိုတာပရိသေကိုဆိုပါတယ်ပရိသေဝိညာဉ်ကိုဆိုပါတယ်နာယုတ်ပါဠနာဖတ်တဝေဒနာပေါင်းလိုက်တဲ့အခါကျခန္ဓာ၅ပါးလို့မှတ်လိုက်တယ်။အပြင်အကန်းလန်းသွားလို့ချော်လဲတာကွာ။သိမိကြ။ဟုတ်။အကန်းလန်းသွားလို့ချော်လဲတာပါဗျာ။နည်းနည်းလဲတာလားလို့မဲတဲ့အခါကျဒုက္ခသစ္စာကွာ။ဒုက္ခလည်းလဲတာ။မှတ်တယ်ကြီးပါတယ်။မှန်ပါဒုက္ခလည်းဒုက္ခလည်းလဲတယ်ဆိုတဲ့ကွာခင်ဗျားတို့ကဲမကြီးမလို့မပါတော့ဘယ်ခါမှလာလဲတော့မေးတော့ဘုရားတန်ခါကြီးပြစ္ဆုတ်ပံကျိုးกว่าပြစ္ဆုတ်ပံဘုရားမလာလဲတာအများတော်လူဘုရားတော်လာပြီသိုးနေတယ်သစ္စာနဲ့ဖွဲ့လိုက်တော့ဗာသစ္စာဘယ်တော်ရတော်ပါတပည့်တော်ဗျာအနာကြောင့်မြင်ညွတ်နေတာဗျဒီဘွားရေရောတာရေမရေရောဟုတ်ဒုက္ခတွေဝိုင်းနေတာအကြောင်းရင်းညွှန်နေတယ်ဆိုတော့ဒီဝိဇ္ဇာဘကမမြင်လို့ပြောနေတာဒီဝိဇ္ဇာပြစ္ဆုတ်ပံဘောကလိုက်လာလို့မမြင်လို့ပြောနေတာသဘောကျအဲ့ဒါဒီမှာဓမ္မတို့အကန်းလမ်းသွားတယ်ဟောဒီမှာလဲတယ်ဆိုတာပြိဿတွေနေရတာပါဇာတိပိဒုက္ခသစ္စာဆိုတဲ့ကိုကဓမ္မတို့သိတဲ့တိုင်တဲ့ငါတို့ခုပရိသေဝိညာဉ်တော့ကြော်ခဲ့ပြီခုနာယုတ်နဲ့နေကြတယ်နာယုတ်ဆိုတာကလဲလို့ဓမ္မတို့အနာယတော့ဟောဒီသလာယနာဆိုတာငမ်ပါပြည်တွေထည့်လာဖတ်တာဆိုတာကအနာရှိတဲ့ပုဂ္ဂိုလ်ဆူထိုးမိတယ်နော်ဝေဒနာဆိုတာကဓမ္မတွေမှာကြောင်ခေါ်ရတဲ့နေရာရောက်ပါတယ်ရိပ်မိပါလားရိပ်ပါဘူးအဲမသိတဲ့ပုဂ္ဂိုလ်လမ်းသွားတဲ့ချော်လဲတယ်အနာရတယ်ပြီးထဲတယ်သူတွေထိုးမိတယ်ဝေဒနာမျိုးစုံခံစားရတယ်ပေါ်ကြပြီတဲ့ဒါဖြင့်ဩဘာသစ္စာတွေထဲမှာတို့ယခုရောက်နေပါလိမ့်မတုံးလို့မဲတဲ့ခါကျတော့ပါဒီသစ္စာတွေရောက်နေတယ်ဒီကနေ့ညွန်ပြသဘောပါဘယ်သစ္စာတွေရောက်မင်းတို့ဒီကားလဲဆိုလို့ရှိရင်သူ့ဟာသူရောက်လာတာလားမသိလို့ပြုကျင်တဲ့ကုသိုလ်တွေပြုမလုပ်ကောင်းတဲ့အကုသိုလ်တွေလုပ်လို့ရတာလားလို့မေးကြည့်ပါကုသိုလ်ပဲမဲ့လုပ်ကောင်းတာမလုပ်ကောင်းတာရှိသေးတယ်နိဗ္ဗာန်ရောက်ကုသိုလ်ရှိတယ်ဥဒ္ဒနိုင်မရောက်တဲ့ကုသိုလ်ကရှိသေးတယ်ဆိုတာသဘောပါလားဟုတ်ပါဘူးကဲသဘောပါလို့ရှိရင်ဖြင့်တဲ့ဓမ္မတို့ဒါမသိတဲ့ပုဂ္ဂိုလ်ပြုလုပ်တာဒီမသိတာဝိဇ္ဇာပြုလုပ်တာကသက္ခါရသင်္ခါရကိုမသိမှဆိုတဲ့တွေ့တဲ့မင်းဟောဒီအနိကြောင်းလေးကြည့်လိုက်တော့ဘုရားကျန်ပါပေါ်လာကမ္မဝတ္တဝတ်လို့ထပါကမ္မဝတ္တမြတ်ကြီးပါတယ်
ခင်ဗျားတို့လည်းကံကောင်းမြင်လိုက်တာလွန်နေလို့ဝတ်သိမြင်တာကိုသူကလည်းကံများကောင်းမြင်သေးလားမကောင်းမြင်တော့ဘူးခင်ဗျားတို့ကအကြောင်းတိုက်ဆိုင်လို့ရှင်ဟိုကတင်လို့ယူတာတတိတော့ကံစတာလေးများဘယ်နဲ့နေတုံးလို့မမေးနဲ့ဒီထဲနေတာဒုက္ခသစ္စာတွေနေတာကံစတာမေးမနေနဲ့ဘယ်ရင်ကဟောမယုံနဲ့ဘုရားဟောတာယုံကိုယ်ခန္ဓာကပြောတာယုံမှာဘာသစ္စာတွေရောက်ဒုက္ခသစ္စာတွေရောက်ဒါခင်ဗျားတို့ကဗေဒင်ဆရာပိုက်ဆံကုန်ခါမေးနေတာကအတော်ဆိုးနေတယ်ရောက်တယ်ကကာမဝိပါကဝတိမြင်တဲ့အတိုင်းပဲဥပကဝထေရောက်နေတယ်ဒါကဥပကဝကိုဘာကြလဲဝိညာဏဥဒ္ဒလနာဖသဝေဒနာတွေဟာတဲ့ခင်ဗျားတို့ဒီဘောကနောက်ဘောကမသိလို့လုပ်ခဲ့လို့ဟောတယ်အကျိုးပေးတာပေးမမလားဆိုတော့ဟောရနဲ့ဟောတာမနဲ့စတ်တယ်ကွာဒီအစက်ကလေးကပြဘူးလားပြပါသဘောပါကြကောင်းပြီဒါဖြင့်အခုဥပဒေကြီးဘယ်ထဲမှာပါလဲလို့မေးတော့တပည့်တော်ဗျာဒီထဲမှာရောက်နေပါလေလို့ပြောပြတယ်ဘာသစ္စာတွေရောက်ဒုက္ခသစ္စာတွေရောက်ဘယ်ကာလပါလဲလို့မေးတော့သစ္စာပါလားလက္ခဘုကေဖိနေမဲ့ဒုက္ခရောက်နေတာရှင်းပြီဗလားဘာမှသုံးမရဘူးခင်ဗျာဒုက္ခရောက်နေတာမှတော့ဘာမှမရှိဘူးရှင်းမလားခိုင်းတာဖြင့်ဘုန်းကြီးတို့ဓမ္မတွေမှာတဲ့သစ္စုပ္ပံကိုဒီနေရာမှာမိုက်လက်ဆိုသိရင်ကိုကျိုးဘေးကသိုးဝါနေလို့ဒီနေရာမှာမိုက်လက်ဆိုသိရင်ဒီနေရာမှာမသိတော့ပါဘူးဆိုလို့ရှိရင်ပဲခင်ဗျားတို့ဟောဒီသမုဒိယသစ္စာပြန်လုံးမယ်ဒါပြန်လုံးမယ်သုံးနာမှပြန်လုံးမယ်ဒါ1ဒါ2ဒါ3ပြန်လုံးမယ်မလုပ်ဘူးလားဘယ်လိုလုပ်တယ်ဆိုတော့ဝေဒနာကဥမာမှာဒုက္ခဝေဒနာဆိုတော့တိုက်နေတာနဲ့စိတ်နဲ့ရှင်နဲ့ငွေနဲ့မရနိုင်ဒုက္ခဝေဒနာဆိုတော့ဒုက္ခဝေဒနာကိုယ်ဝေဒနာလေးဟောလူဖြစ်ရတာဒီလိုစီးပွားနဲ့ဒီလိုသားမယားနဲ့ဒီလိုအနေထိုင်နဲ့ဆိုတော်သေးရဲ့ဆိုတာဒီလာပဲတဏှာလာပလိုက်လာဘူးလားလာပါဘူးတဏှာလာလို့ရှိရင်ဥပါဒံကနေပါမနေပါဘူးမနေလို့ရှိရင်ခင်ဗျားတို့ကာယကံဝစီကံနဲ့သတ္တုတွင်တူပေါ်ဗျာသောစစ်တိတဲ့ပြုတ်ဆံတွေပြုတ်ပေါ်ပြီဒါလည်းလောက်တော့ကိုဒီမှာဝေဒနာကိုခမည်းတော်ကမနိုင်တဲ့အတွက်ဒီမှာတဏှာဥပါဒံကာမဘဝလာပြန်တယ်ဒါကဒီမှာမိုက်လို့အကျိုးပေးထားတဲ့ဥစ္စာမသိသောကြောင့်ဒါတွေပြန်လုပ်ပြန်မလုပ်ဘူးလားလုပ်ပါဘူးဒါဖြင့်ဒီမှာအကျိုးပေးကဓမ္မတွေမိုက်ချက်တစ်ခုတန်ခဲ့တာကိုမိုက်မသိလို့ဖတ်မိုက်တာကဒါရင်းမိပဲဒီတဏှာဥပါဒံကာမဘဝဘာပါလိမ့်မိုက်မသိလို့ထမိုက်တာမိုက်မသိလို့ဥညာကြီးထားမိုက်နေတာရင်းမိဗလားဒါဖြင့်မိုက်တာဘာနဲ့မိုက်တယ်တော့လို့မဲတဲ့ခါကျတော့မိုက်တာတခြားမဟုတ်ပါဘူးကွာတဲ့သမုဒိယသစ္စာပါဘာတွေသမီးတွေဆွေတွေမျိုးတွေခင်တွယ်လို့ရှောက်လို့နေကြတာဘာသစ္စာလားသမုဒိယသစ္စာဟာသမုဒိယသစ္စာကဘယ်ကာလမှလာပါလိမ့်မလို့ဆိုတော့သစ္စာပါမှာတဲ့ထမိုက်တာကွာတဲ့ရင်းမိဗလားကိုအောင်ဆောင်ဝေးကြီးပဲနဲ့ထမိုက်ဩဒါဖြင့်ဒီထဲမှာတစ်တုံးကလည်းမလိမ္မာခဲ့နှစ်တုံးကဒုက္ခရောက်ခဲ့တယ်မသိဘူးသုံးထမိုက်ပါတယ်ဆိုတော့ဥပဒံသွားသေးဘူးလားမပုံသွားသေးဘူးလားဒါဖြင့်ဓမ္မတို့ဒီမှာမြားလေးပြဒီကမြားလေးလည်းဒီဘက်ပြဒီကမြားလေးလည်းဒီဘက်ပြခင်ဗျားတို့ဒီအစကလေးကိုမဖြတ်နိုင်လို့ရှိရင်မိုက်ပါပဲဒီအစကိုဖြတ်နိုင်ရင်မမိုက်ဘူးဒီစဖြတ်ဆိုတာကလည်းတော်တော်ဆရာသမားနဲ့တွေ့လို့မဖြတ်တတ်ပါဘူး။မြတ်ဖြတ်တတ်ပါဘူး။တော်တော်ဆရာသမားနဲ့တွေ့လို့မဖြတ်တတ်ပါဘူးဆိုတော့ဓမ္မတို့ဒီဝေဒနာရင်လည်းအိဋ္ဌရှိပါမှာ။ဖတ်တာရင်လည်းအိဋ္ဌရှိပါမှာပဲ။သလယနာဆိုတော့အိဋ္ဌရှိပါ။နာယုတ်တော်တော့အိဋ္ဌရှိပါ။ဝိညာဉ်တော်တော့အိဋ္ဌရှိပါ။ဝိညာဉ်ဆိုတော့ပုဒ်တိဝိညာဉ်မှာထည့်လိုက်ဥပ္ပန္န။ဒါပရိသေဝိညာဉ်နဲ့ရေးထားတယ်။ဒါကပရိသမုပ္ပါနေတိုင်းမှုပုဒ်တိဝိညာဉ်မှာရှုအောင်အဲ့ဒီရှုလိုက်တဲ့အခါကျတော့ဒီစက်ကလေးကပြတ်ထွက်တော့ဒီမြားကဒီဘက်ပြတ်တယ်ပရိသမုပ္ပါထွက်လန်းဘာကြောင့်လဲဆိုတော့ဝေဒနာနိရောဓတဏှာနိရောဓ
ဝေဒနာနိရောဓသနာနိရောဓနိဗ္ဗာန်လို့ခင်ဗျားတို့ဒီကတည်းကဆက်လိုက်သနာချုပ်နိဗ္ဗာန်ဆိုတော့ဝေးသလားဝေးပါတို့ဘယ်နဲ့ကြောင့်တပည့်တော်တို့ဒီလိုဖြစ်နေရပါတယ်ဟောဒီနေရာကနေမင်းတို့ကဒီဘက်အချိန်ကောင်းနေလို့ရိမ့်မိဗလားဒီနေ့တဏှာဥပါဒံကတဏှာဥပါဒံကတနေ့တနေ့ပါလေဥမာဒီနေ့သံဃာတော်မြတ်လိုက်တယ်ဆိုလို့ရှိရင်ဖြင့်တဏှာကလည်းပါရတာပဲဥပါဒံကလည်းဆွဲလန်းတာပဲနောက်ဒီလိုလုံးမယ်ကံကလည်းငါကအခုကလုံးမပရိယနေသေးလို့ဒီတဲ့မြန်ဒီတဲ့ရမယ်ဆိုကာယကံပစီကံကသိပြင်းတာလားမပြင်းတာဘူးလားပြင်းတာပါဒါပြန်ကာမဘဝပြည့်စရာဓာတိဘဝပြန်ပြီးဟောတယ်သွားစတ်ဓာတိဘာသစ္စာတော့ဒုက္ခသစ္စာတို့ခင်ဗျားတို့အခုတပတ်သာရှိသွားတာဟောဒီမှာပရမသမုဒိယသစ္စာယခုပြစ္ဆုတ်ဘဝမှာပြစ္ဆုတ်ဘဝပြန်မိုက်ပြန်တော့နောက်ထပ်အနာကသေလို့ကျိုးပေးမှာကဒုက္ခသစ္စာအဖြစ်ခင်ဗျားတို့ဆိုဘယ်အောင်မက်ကနဲ့နေရောတာဒီထက်ရောကိုမရောတော့ဘူးရောသေးလားရောပါဘူးအဲ့ဒါတပည့်တော်တို့နောက်တုန်းကဘယ်လိုများနေခဲ့ထိုင်ခဲ့ရသလဲလို့ဥဒ္ဒနိုင်ကမေဥမာတိုင်ကမေဒါပဲကွာဝိုင်းပြေးပြေးနေတာဘောကြဒီကအခုဆရာကောင်းသမားကောင်းနဲ့တွေ့လို့မှဝိုင်းပြေးမပြတ်တော့ဘူးဆိုရင်ကဲမဲ့လို့မရှိဘူးအောင်လို့ဘောကြရလားကဲမဲ့လို့ရှိသေးရလားရှိပါဘူးခင်ဗျားတို့ကကုသိုလ်ဆိုလို့ရှိရင်ကောင်းကြီးပဲပုံညာပိသင်္ကာရဆိုကောင်းကြီးပဲဆိုရင်ကောင်းရင်ဒီဇာတိဒုက္ခဖြစ်ပါမယ်ဖြစ်ပါဘူးဒါကြောင့်ကုသိုလ်မှာလည်းဒုက္ခရောက်တဲ့ကုသိုလ်ဒုက္ခလွတ်တဲ့ကုသိုလ်ရှိသေးတယ်ဘုရားမကုသိုလ်မှာဘယ်နှမျိုးရှိလဲမျိုးရှိပါဒုက္ခရောက်တဲ့ဒုက္ခလွတ်တဲ့နှမျိုးရှိတာမဝေဘာမှုနေအောင်မြအောင်တောင်းပြပြီးတော့ကုသိုလ်ဆိုတာကောင်းကြီးပေါ့ကွာအမေတို့ပါဇက်ကနှုတ်တဲ့ကုသိုလ်ဆိုရင်သွားမကောင်းကြီးဆိုလို့ရှိရင်လွယ်ကုန်ကောင်းတာမကောင်းတာဘုန်းကြီးကစကားတက်လို့ပြောတယ်လို့မေးပါနဲ့သူအုပ်ချုပ်ရင်ကောင်းမှာမလားမကောင်းပါဘူးမသိလို့လုပ်တဲ့ကုသိုလ်ဒါပါနေသူကြည့်ပါလားပါဠိတော်ရေးကြည့်ပါလားအဝိဇ္ဇာပစ္စယသင်္ခါရလို့သူအကြောင်းမကင်းပါဘူးကွာပစ္စယဆိုတာအကြောင်းမကင်းဘူးပြောတယ်ကင်းတယ်မကင်းတာဒီသင်္ခါရမလုပ်ဘူးလုပ်တော့ဒါတွေရဖို့ဘယ်နဲ့တော့သိကြဘူးလားသိကြပါဘူးသိကြတော့ဘာသစ္စာတော့မေးတော့ဒုက္ခသစ္စာခင်ဗျားတို့လုပ်တဲ့ကုသိုလ်ကဒုက္ခသစ္စာရတယ်ဟုတ်နိုင်မှုလားခင်ဗျားတို့ပြုတဲ့ကုသိုလ်ကဘာသစ္စာရတော့ဒုက္ခသစ္စာရတယ်ဆိုတာသိကြပါလားသိကြပါဘူးဒါဖြင့်ဒုက္ခရောက်မဲ့ကုသိုလ်ဟာလေခင်ဗျားတို့ဒုက္ခရောက်မဲ့ကုသိုလ်ကိုရဲလုပ်လို့ရှိဒုက္ခမရောက်မဲ့ကုသိုလ်ကိုခင်ဗျားတို့ကချိန်ဆွဲတယ်ဘာတင်ကြီးတော့ဆိုးတယ်ကြီးတော့ဆိုးတယ်နောက်ကဓမ္မတွေဒီမှာသေချာပြနေတယ်နားလည်ကြမြင်ရရဲ့လားအေးခိုင်းတာဖြင့်ခင်ဗျားတို့စီတသံတရားလုံးမှာဟောတာကအတိတ်ဘဝအတိတ်ကြောင်းဆိုတော့သမုဒိယသစ္စာလောက်ခဲ့ယခုဘဝဘာသစ္စာရပြန်မိုက်တော့ယခုဘဝရင်ပြန်မိုက်တော့ဘာသစ္စာလောက်သမုဒိယသစ္စာဒါပြန်အနာဂတ်ဘာသစ္စာရဒုက္ခသစ္စာအဲ့ဒီဒုက္ခသစ္စာရတဲ့ဒုက္ခမှမသိပြန်တော့ဟောဒီမှာသမုဒိယသစ္စာပြန်လောက်ပြန်မလောက်ပြီဘူးလားလောက်လို့ရှိရင်ဒီတိုင်းမလှဲ့ပြီဘူးလားလှဲ့ဒါကြောင့်ခင်ဗျားတို့ဘုရားသခင်ကိုရမေကြီးကကောင်းငင်မှာလေမြန်တဲ့ချိန်ကြီးတော့ခင်ဗျားတို့ကလက်မမောင်မှာရှောက်နေတဲ့ပွဲစိတ်လူဖြစ်လမ်းရှာအဝိုင်းကြီးလမ်းရှာနေတယ်အပိုးပေါ့ဖလန်းတွေ့နိုင်ရလားအဲ့ဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေအခုသနာလို့ပြောပေးနေတယ်ခင်ဗျားတို့စီကဘာမှပြောလဲညမရှိဘူးသိဖို့ရပဲရေးရှိတယ်သိဖို့ရပဲရေးရှိတယ်ဘောပါကြကောင်းပြီဒါဖြင့်ဓမ္မတို့ဘယ်ကနေလမ်းခွဲကြမလို့ဆိုတော့ဟောတာမစမိမှာဒီစကလေးကြည့်ပါဒါအစလို့ပြောတယ်သူနဲ့သူစပ်သွားပြီကွာဝေဒနာနဲ့တဏှာစပ်ရှင်းမလားမစမိဖို့အရေးကြီးပါလေမစမိဖို့အရေးကြီးတယ်ဆိုတော့ပေါ်ကြကောင်းပြီဒါဖြင့်အခုတရားဓမ္မတွေက
နေ့ညကပဲပြောပါတယ်ဘုရားတင်ကြီးတဲ့မျက်လုံးဖွင့်မှာသုတ်ကျုပ်ကသိကြောက်တယ်ဥမာတင်ကြီးမျက်လုံးဖွင့်မှာဘုန်းကြီးကဆရာဘုန်းကြီးကသိကြောက်တယ်ဟာမျက်လုံးပါဖွင့်မှာပေါ့အိုဖွင့်လာခင်ဗျာဒေဝမျက်စောင်းထိုးတာအပေဒေဝတွေမျက်စောင်းထိုးမကြောက်တယ်မလားဟုတ်တယ်ပါဘယ်မျက်စောင်းထိုးပြီးဥမာတင်ကြီးဖွင့်ပါလေအပေဒေဝမဖွင့်ပါတော့နေနိုင်ရလားနေနိုင်ပါဘူးဩတဲလည်းပါရမီကြီးပါလားအတော်ဆိုးနေတယ်ဆိုတာပေါ်ကြအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာတပည့်တော်နောက်ဘဝကဘာဖြစ်ခဲ့သလဲဟောဒီဝိဇ္ဇသင်္ခါရနဲ့နေခဲ့တယ်ကွာယခုဘဝတပည့်တော်ရောင်းဝဖောက်ပဲစားတော့နေတာဟောဒီ၅ပါးနဲ့ဗျာရောင်းဝဖောက်ပဲရင်မိုက်နေတာကဘယ်လိုလုံးဆိုတော့ဟောဒီ၃ပါးနဲ့ဟိမဆိုလိုက်ဘူးလားဆိုလိုက်ပါသနာဥပါဒံကာမဘဝနဲ့သုတေမနေသေးတယ်တော့ဇာတိဇရာမရဏပဲပြန်ရမှာဟိဒီဇာတိဇရာမရဏရတဲ့ပုဂ္ဂိုလ်ကလည်းဇရာမရဏနဲ့ကျုံလာတဲ့အခါကျတော့ပူလာတယ်သိရမယ့်ကိစ္စကျုံလာတယ်ဆိုတဲ့အခါကျတော့သောကပရိဒီဝါတွေမလာဘူးလားလာပါဗျာသောကပရိဒီဝါလာလို့ရှိရင်သိတဲ့ပုဂ္ဂိုလ်လာသလားမသိတဲ့ပုဂ္ဂိုလ်လာသလားမသိတဲ့ပုဂ္ဂိုလ်မသိတဲ့ပုဂ္ဂိုလ်လာလို့ရှိရင်အာသောသမှုတွေအဝိဇ္ဇာသမှုတွေဒီပြန်လှည့်ပဲဒီကအာသောဖြစ်သွားပြီဒီအာသောအကြောင်းဒီမှာပါလာဖြစ်မယ်ဝိဇ္ဇာဒါပြန်ဝိဇ္ဇာသိချက်သင်္ခါရပြန်လှည့်ပြန်ပြီသိမောင်ထွန်းရင်လှည့်သေးဘူးလားလှည့်ပါဗျာကိုင်းတယ်ဓမ္မတွေဝိုင်းပြေးမှတော့ခင်ဗျားတို့မှအလုပ်ရှိသေးရဲ့ရှိပါဘူးဒီလိုထွက်ရလန်းနေပြီလို့များဆိုရင်လေဆိုနိုင်သေးပါဦးအများကြီးလိုပါသေးတဲ့ဒီဆရာသမားကြီးကိုခင်ဗျားတို့မျိုးမျိုးပဲနေတယ်ဥပဒနာဉာဏ်ကြီးယူပါဦးဒီတိုင်းသာရန်ကုန်ပြည်နဲ့ရန်ကုန်လုံးနဲ့ကောင်းတဲ့ဝင်ရမယ်ဆိုရင်ဖြင့်ဒီတဲ့ကိုကျိုးနဲ့ရှာတယ်ဒီတဲ့ကိုကျိုးနဲ့ရှိပါဦးမလားရှိပါဘူးအမှန်ဆိုးဝါးနေလို့သတိပေးပါတယ်ဆိုတာကိုနော်အဲ့ဒါတရားဓမ္မတွေဘုန်းကြီးကရှင်းပြပါတယ်တဲ့တပည့်တို့နောက်ဘဝကဘယ်လိုနေခဲ့ဘာလိမ့်မလို့ဖျားဆိုတော့သမှုရိယသစ္စာနဲ့ယခုဘဝဘယ်လိုနေပါလိမ့်မလို့ဆိုတော့ဒုက္ခသစ္စာယခုဘဝတကတပည့်တို့သာယသမီးရှိပွားရေးလုံနေပြန်တော့ဘာသစ္စာလဲသမှုရိယသစ္စာအော်သေတော့သူဒီသုပတိလားမှာလားဘာတော့မေးတဲ့ခါကျတော့ဒုက္ခသုပတိလားလဲဒုက္ခသစ္စာဒုပတိလားလဲဒုက္ခသစ္စာဒီဒုက္ခသစ္စာနဲ့တွေ့ကြုံတဲ့ပုဂ္ဂိုလ်သောကပရိဒီဝါလာမလားလာပါဘူးလာသိလို့လာလားမသိလို့လားမသိလို့လာလို့ရှင်မသိတဲ့ကအာသောသမှုရိယဝိဇ္ဇာသမှုရိယောမလာဘူးလားလာပါဘူးဒုံမြတ်သွားပြီဘယ်လိုလုပ်မလဲဒီတိုင်းပဲခင်ဗျားတို့လှည့်မလဲပဲလှည့်သောပေါက်ပါရဲ့သောပေါက်မပါတော့ဘူးဆိုတော့သိကြပါလားသိကြဒါဖြင့်ခင်ဗျားတို့ကမသိပေမဲ့လည်းခင်ဗျားတို့တရားတော်ပွဲလုံးကိုရှောက်ဖို့အချိန်ရောက်သောပေါက်ပြတော်မူပါဗျာမှန်ပါဗျာရှောက်တယ်မလားရှောက်တယ်ပါဗျာသောပေါက်ပဲပြတော်မူပါတော့တပည့်လမ်းစဉ်ကားဖြင့်နေကြလို့သုံးရမမြင်တော့ဘူးသာနိုင်မြင်သေးရဲ့မမြင်ပါဘူးသောပေါက်ပြတော့မယ်ဆိုတော့လွယ်ပါတယ်တဲ့ဓမ္မတို့ခင်ဗျားတို့ကလည်းအဝိုင်းပြေးသိမှလည်းထွက်ချင်အဝိုင်းပြေးမသိရင်တော့မထွက်ချင်ပါဘူးမထွက်ချင်ဘူးဆိုတာကသိကြပါလားသိကြပါရဲ့အဲ့ဒါကြောင့်ခင်ဗျားတို့ဘုန်းကြီးများကသူ့ပဲရှင်းရှင်းလင်းလင်းပြောပါတယ်တဲ့ဒီကတော့မိုင်လုံးကတန်ခဲ့တဲ့အတွက်ဒီပြစ္ဆုတ်ပံဘဝမှာတော့ဘယ်နဲ့မှဒီမိုင်လုံးကံတင်းကြောင့်ပြစ္ဆုတ်ပံဘဝရှုပ်ပေးနေတာတော့ရှိပါသေးတယ်ဘုန်းကြီးမတတ်နိုင်ပြစ္ဆုတ်ပံဘဝခင်ဗျားတို့ခြံလန်းတွေကနေဘုန်းကြီးကပေးမှသာတယ်ဒီ3နံပါတ်ကိုမကူပဲနဲ့4နံပါတ်မရောက်ပါဘူးနမောရမနဲ့နေတယ်ရောက်ပါဘူး3ခုရင်4တော့သိကြပြီရောက်ပါဘူးဒါနဲ့ဒီ3ကနေ4ခုကျင်သေးတယ်ဟုတ်ကဲ့လားသိချာချာလောက်ကြစမ်းပါနော်အမတန်သရာတရားနဲ့ပြောနေတာနော်အမတန်သရာတရားနဲ့ပြောနေတာအဲဒါဖြင့်ဒီလိုလုပ်ကြဆိုတော့ဝတ်တယ်အဲ့ဒါဝေဒနာဖတ်တာပါဠိနာဆိုတော့သုတ္တရကနာကျောကာယမနဆိုတော့စိတ်ပါနေ
ပါဘူးလားပါတော့အများတို့ဝေဒနာနုပါဒနာပေးတော့ဒုက္ခတလုံးနဲ့တွေ့နေတာအများသောကြောင့်စိတ်တဏှုပါဒနာပေးမယ်ဒါမှဘာပေးရစိတ်တဏှုပါဒနာပေးရမယ်တော့ကောက်တို့လူစုသေးချာမှမြို့သူတွေလုံးမနေတဲ့ဥစ္စာမြို့သူလုံးရင်ငါးပေါင်းမြို့သူဆိုတာဘာလို့ပြောရတာလူကုန်လည်းမနေနေလေးနှုတ်ချူတာကိုဆိုတာနှုတ်ချူတာဝန္ဒနာလေးသိမိတယ်ကဲဒါပဲငါဓမ္မတို့တရားရှာလို့ရှိရင်ခန္ဓာထဲမှာပဲတွေးမှသာလေမှန်ရောက်မယ်နော်အဲ့တော့ငါဓမ္မတွေစိတ်တ ानु ပတနာကိုဥပဒနာပေးပါမယ်ဘယ်နဲ့ကြောင့်ဆရာသမားကစိတ်တ ानु ပဒနာပေးရပါလိမ့်မလဲလို့ဥမရင်ကမေးလို့ရှိရင်ဖြင့်ငါစိတ်မသိဘူးလားဆိုတော့စိတ်ပေါ်မှာငါများတယ်စိတ်ပေါ်မှာဒိဋ္ဌိအများဆုံးဘယ်ပေါ်မှာဒိဋ္ဌိအများဆုံးပါလဲစိတ်ပေါ်မှာဒိဋ္ဌိအများဆုံးဖြစ်နေတယ်အဲ့တော့ပထမတရားမှာဒိဋ္ဌိမပြုတ်ဖဲနဲ့သတ္တဗံဘယ်သူမှမတည်နိုင်အဲ့ဒါကြောင့်သမောတေတာဆရာကရောဝါတဲ့သတ္တဝါတွေသနာလို့ရှိရင်စိတ်တ ानु ပဒနာပေးပြီးတော့မှဝေဒနာ ानु ပဒနာအထက်မဲ့ချက်မှာပေးပါသဘောကျလားအောက်မဲ့ရခြင်းပါပေးရစိတ်တ ानु ပဒနာပေးရမယ်ဆိုတာသဘောပါစိတ်တ ानु ပဒနာဆိုတာကခင်ဗျားတို့ဘုတရားနာလာကြတယ်ဘုန်းကြီးတို့ဓမ္မတွေဒီပုရုဇဉ်တွေလားအရိယာတွေလားလို့မေးတဲ့အခါကြလို့ရှိရင်ပုရုဇဉ်တွေပါဗျာလို့လိမ့်ဖြေရမှာပုရုဇဉ်စိတ်ပေါင်းဘယ်လောက်ရမတုံးလို့မေးတဲ့အခါကျတော့ဟွာပုရုဇဉ်မှာစိတ်ပါရမတုံးကွာအကုသိုလ်12ခုရဓမ္မကုသိုလ်ပဲ7ခုရတယ်ဟုတ်ဘူးလားဟုတ်ပါဘူးအဲ့တော့ယူဘကုသိုလ်လည်းမရအယူဘကုသိုလ်လည်းမရတော့ကာမစိတ်54ပဲရတယ်ရေးပြီလားကာမစိတ်54ရ54တဲ့မှာလည်းဘဝင်စိတ်ကနှုတ်ပြပါဘဝင်စိတ်က9ခုလောက်နှုတ်ပလိုက်54တဲ့9နှုတ်40နှစ်ဟုတ်လားဒါတော့ဖြစ်ကြပါလိမ့်မယ်ဆိုတော့စိတ်ကလေး42ခုကလှည့်ပေါ်နေလိမ့်မယ်ခင်ဗျားတို့ခန္ဓာထဲမှာစိတ်ကလေး42ခုလက်ပေါ်နေတော့42ခုကဘုရားရှင်မြတ်တို့သာသံပေသံပါလာတယ်တပည့်တို့မှာလူတွေပါဆိုတော့ဘုန်းကြီးရှင်းပြပါမယ်တဲ့အေးသာသံပေသံပါလာမကောင်းဘူးကွာဘာကြောင့်လဲဆိုကိုယ်ဘာသာမဟုတ်ဘူးနိုင်ငံဘာသာဖြစ်နေပါဠိဘာသာအဲ့ဒါဖြင့်တရားဓမ္မတွေဒီလိုလုပ်ကြပါခင်ဗျားတို့မှာမြင်တတ်တဲ့စိတ်ကလေးမရှိဘူးလားရှိပါဘူးအဲ့ဒါခင်ဗျားတို့တဏှာမြဲပေါ်တဲ့စိတ်အာယုံတော်ရတိုက်တိုင်းပေါ်တဲ့စိတ်ကြားရတဲ့စိတ်ကလေးក៏မရှိဘူးလားရှိပါဘူးအဲ့ဒါလည်းအာယုံတော်ရတိုက်တိုင်းပါတော့ပေါ်တဲ့စိတ်နှကောင်းတဲ့နာနဲ့ပုတ်တဲ့ညီတယ်လို့ရှိတဲ့ရှိတဲ့စိတ်ကလေးក៏မရှိဘူးလားရှိပါဘူးအဲ့ဒါလည်းခင်ဗျားတို့ပေါ်ရင်မသိပေဘူးလားသိပါဘူးသိတယ်ပတ်တာပါသုံးမျိုးရှိသွားပြီတရားပေါ်မှာချိုးလို့ချင်းတဲ့ဖန်ငါနဲ့စတဲ့ခါတာကိုသိတဲ့စိတ်ကလေးတော့ဒါလည်းသူလည်းအမြဲပေါ်တာမဟုတ်ပါဘူးကိုယ်ပေါ်မှာရတဲ့ကောင်းတယ်ဆိုတဲ့စိတ်ကလေးများပေါ့ဒါဖြင့်အဲ့ဒီစိတ်၅ခုကိုပြင်းရတဲ့၅ခုလို့မှတ်လိုက်စမ်းပါဒီ၅ခုဘယ်နဲ့ဆိုပါပြင်းရတဲ့၅ခုစာလို့မသုံးနဲ့တဲ့စာကတော့အစ္ဆတိကယရဏလို့သုံးတာဘုန်းကြီးကဒီလိုမသုံးပါဘူးဒကာဓမ္မတွေနားလည်မှုရှုတတ်ဖို့ဥပဒနာဉာဏ်ရဖို့ဆိုပြီးကြလားပြင်ရတဲ့9ယောက်ပြင်မှာပေါ်နေတယ်မြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ရာစိတ်ကောင်းစိတ်ကိုဘာဆိုကြပြင်ရတယ်အပြင်ရတဲ့9ခုအပြင်ရတဲ့9ခုလို့ဆိုတော့သိကြပါလားသိကြပါဘူးကောင်းပြီဒါဖြင့်ဒီ9ခုလာတိုင်းဒါသလယနာခေါ်တာပဲသလယနာတွေကမနာယနာခေါ်ပါတယ်အဲ့ဒီလာလို့ရှိရင်ဟောဒီနေရာမှာခင်ဗျားတို့ကမြင်စိတ်ပေါ်လဲဒီကနေပြီးဒီကလည်းညံလေးထားပြီးတော့ဟောဖြစ်ပြီးပြတဲ့အိဋ္ဌပဲလို့ဒီနေရာရှုလို့ရှုရင်ဒီဆက်ပြတ်တယ်မပြတ်ပါနဲ့ဆိုလို့မရတော့သူကဖြစ်ပြဲသူကမက်သွားဖြစ်ဟိုတည်းရေးမိဒီဘက်ကူသေးမကူရင်ပြစ္ဆုတ်ပန်ထမိုက်သေးလားသမုဒိယသစ္စာထလုပ်သေးလားမလုပ်လို့ရှိရင်ဒီဘက်ကို
ထွက်တော့ပါလိမ့်မယ်တဲ့ပရိစ္ဆေသမုပ္ပါထွက်လာမထွက်ပြီဘူးလားဘာဖြစ်လို့ဆိုတော့စိတ်ဓာတ်နိရောဓတဏှာနိရောဓစိတ်ချုပ်လို့ရှိရင်လည်းတဏှာချုပ်တော့ဝေဒနာချုပ်လည်းစိတ်ချုပ်ရင်ဟောသူစိတ်နဲ့ဝေဒနာနဲ့သာဇာတကိုပဋ္ဌာန်းနည်းနဲ့ပြောတော့ရင်းမိကြဒါဖြင့်ဒီဘက်မှာထူးထမိုက်သေးလားဒါဖြင့်ပြင်ရတဲ့ဘယ်နှယောက်ရှိသေချာမှတ်ကြပါလေဓမ္မတို့ခင်ဗျားတို့ကရေးကြီးပြောနေတဲ့ဥစ္စာကိုခင်ဗျားတို့ထွက်လန်းခင်ဗျားတို့ဒုက္ခကျွတ်လန်းပြောနေဘုန်းကြီးကျုပ်ကဓမ္မဒေသနာကုသိုလ်ပဲရပါခင်ဗျားတို့ဝတ်ပြတ်ပါလေအဲ့ဒါဖြင့်ဓမ္မတို့ပြင်ရတဲ့9ယောက်တော့ရှင်းပြီဗျာပေါ်တိုင်းတပည့်တို့သူ့ကိုအိဋ္ဌမြင်ကြည့်မယ်နော်တွဲရတဲ့ကလည်းရှိသေးတယ်ဓမ္မတို့အတွင်းဧည့်သည်ဟောအတွင်းဧည့်သည်ကတော့ခင်ဗျားတို့မိုးလင်းလာရင်ရှိဥစွာသုံးကမလာခင်လာတဲ့စိတ်ကိုမှတ်ပါလောဘစိတ်ဘုံတော်တဲ့သောတယ်လို့အောင်မစောဘူးအေးဟာထားလို့ရှင်ဒီစိတ်ကရင်လာတာရှင်းပြီလားဒါပြန်ဒီစိတ်ဒီလောဘစိတ်ရင်လည်းလာကလေးကသူနေလို့ရှိရင်လည်းအိုးအေးဟာထားကရှိစိတ်ကိုပြတ်ပါဆူဝိတ်တာဆိုဒေါသစိတ်ရင်လာမယ်ရှင်းရတယ်နော်အဲ့ဒါကဟရိယဝတ္ထုပေါ်မှာပေါ်တော့ကြောင့်လောဘဒေါသကအတွင်းဧည့်တယ်လို့မှတ်လိုက်ပါအဲ့နေတော့မှမရှိဘူးဘူးမှပေါ်လာဒါကြောင့်သူ့ကိုဧည့်တယ်လို့ပဲမှတ်ပါအတွင်းဧည့်တယ်နေရောက်ရတော့ကြည့်လိုက်တဲ့အခါကျတော့ကိုယ့်ရာကိုနှုတ်ပြီးထားကြည့်လိုက်တဲ့အခါကျတော့သိဖို့ကုသိကျင်ငယ်သွားဖို့ဒါတွေဒုက္ခပါလားလို့မသိတော့အဝိဇ္ဇာလည်းလာမသိတာအဝိဇ္ဇာဘယ်နှခုရှိသွားလဲသုံးခုရှိသွားပြီကောင်းပြီလားအတွင်းမှာသူဧည့်သည်ဖြစ်နေပေါ်သလားအိမ်သည်ဖြစ်နေပေါ်သလားဆိုတာကိုရိပ်မိကြဘူးမှလားဧည့်သည်ပေါ့နော်ဧည့်သည်ကတော်ကြခင်ဗျားတို့အပေဖို့မှာဆိုလို့ဧည့်သည်လည်းသိအောင်လုပ်နေရသေးတယ်တခါတည်းကြလာပြန်တော့လေခင်ဗျားတို့ကအလောဘဆိုတော့မိုးလင်းလာပြီလေသွန်းလေးပါလေသွန်းတော်လေးပါလေတင်းမှာဘယ်အဖြစ်ပန်းလေးပါလေလဲဦးမှာဆိုတဲ့အလောဘဆိုတဲ့ကုသိုလ်စိတ်ကလေးလည်းလာရပါတယ်ဒါလည်းဧည့်တယ်ပဲအရောဂဆိုတဲ့သဗ္ဗတ္တဝေယဟွန်တုဆိုပြီးကြလားမေတ္တာလေးပို့တဲ့ဧည့်တယ်လည်းလာရပါတယ်ဘောကြဒါဖြင့်အတွင်းဧည့်တယ်ကလောဘဒေါသမောဟအလောဘအဒေါသငါးခုပဲထားလိုက်ပါတွင်းရဘယ်နှယောက်ပါလဲ9ယောက်ဆိုတော့မြင်းရကအတွင်းရက9ယောက်အိမ်သည်2ယောက်ထည့်လိုက်ပါတော့တဲ့ဒါကိုမှာပြီးတဲ့စိတ်အိမ်သည်2ယောက်ကလေကိုထုတ်တဲ့စိတ်လေကိုပြန်ရှိုက်တဲ့စိတ်သူကတော့သက်ဆောင်ဖြစ်သောကြောင့်အိမ်သည်စိတ်ညညသူကလည်းသက်ဆောင်ဖြစ်သောကြောင့်အခုမရှိသေးပါဘူးမသေးဘူးလားသေးပါဘူးအဲ့ဒီစိတ်နှစ်ခုကိုခင်ဗျားတို့ကအားလုံးပေါင်းလိုက်တဲ့အခါကျတော့9နှစ်လရဲ့နှစ်ကပေါင်းတော့12မိနစ်ပဲအဲ့ဒီ12မှာအမြဲတမ်းရှိရမှာကဥပဒေကမှာဖတ်တဲ့စိတ်နဲ့ဝင်တဲ့စိတ်ကိုအမြဲတမ်းရှိအဲ့ဒီကပေါ်မလိုက်အိမ်တယ်ပေါ်ရင်အိမ်တယ်လိုက်ပါအဲ့ဒီပေါ်ရင်အဲ့ဒီလိုက်တော့ဟောဒီနေရာကနေပြီးလိုက်တာသူဟာရောက်သူပဲဟာရောက်သူပေါ်ကနေပြီးဒီကလာဓမ္မတွေပညာလေးနဲ့အိဋ္ဌသိတဲ့ပညာလေးနဲ့ဉာဏ်စိတ်ပေါ်လဲဉာဏ်စိတ်ကဖြစ်ပြပြုတာကမဲ့ဟုတ်လားကြားစိတ်ပေါ်လဲကြားစိတ်ကဖြစ်ပြတာပြုတာကဘူးသေးရလားဘူးပါနာမ်စိတ်ပေါ်လို့ရှိရင်လဲရှုတာရှုခန္ဓာဖြစ်ပြသိတာကဒီလိုဆိုတော့ဟိုကတည်းကဒီမှာဘူးသေးရဘူးပါမကူတော့သမုဒိယသစ္စာနောက်ထပ်ဖြစ်သေးရဲ့မဖြစ်ပါဘူးမဖြစ်ရင်ဒီဒုက္ခသစ္စာကမဖြစ်ပါဘူးဒါဖြင့်သူမဖြစ်ကြတဲ့ကနိဗ္ဗာန်ရောက်နေပြီနိဗ္ဗာန်ဒီတော့ကူးမှမရောက်ဒီတော့မကူးရင်ရောက်တယ်ရိပ်မိဗလားနိဗ္ဗာန်ဝေးသလားနေသလားဘာပဲတော့နိဗ္ဗာန်ဝေးတယ်လို့ဟောနေကြတယ်လို့ဆိုတော့ဒီကူးတဲ့စက်တဲ့နေရာလေးကခင်ဗျားတို့ဖြတ်ပေးမယ်လို့မရှိလို့ဝေးတယ်ဒီသနာနိရောဓနိဗ္ဗာန်ဘာရောက်ပါလိမ့်တော့ဟုတ်ဘူးလားဟုတ်ပါသနာနိရောဓဖြစ်တော့ဒီခန္ဓာကဇာတိဆိုတဲ့ခန္ဓာကြီးကလာသေးရဲ့ဒါဖြင့်ခန္ဓာနိရောဓနိဗ္ဗာန်ဆိုတာကိုမှားတယ်
ဒါဖြင့်တဏှာချုပ်ခန္ဓာချုပ်ပေါ်ရဓာတိချုပ်ဘောပါဒါရတရားဓမ္မတို့ဒီနေရာလေးဟာခင်ဗျားတို့နှလန်းခွဲပဲရှုတဲ့ဘက်ကိုသွားလိုက်လို့ရှိရင်လည်းပရိစ္ဆေသမုပ္ပါထွက်လာမရှိတဲ့ဘက်သွားလို့ရှိရင်ဝေဒနာပစ္စယတဏှာစိတ်ဓာတ်ပစ္စယတဏှာနဲ့ပရိစ္ဆေသမုပ္ပါလီလန်းလဲရလန်းပါပဲရိပ်မိပါလားဒါဖြင့်တရားဓမ္မတွေဘယ်လန်းလိုက်မလို့ဘယ်လန်းလိုက်ထွက်လန်းလိုက်ပြောရတော့သာရိခေါ်ကြနော်ပြောကတော့သာရိခေါ်ကြပဲဒီတရားဓမ္မတွေကမပြောတော့မခေဘူးဘုန်းကြီးတရားဓမ္မတွေပြည့်နေတော့ခင်ဗျားတို့ဘုန်းကြီးပြုံးတဲ့အချိန်ပြုံးကြပါဘုန်းကြီးမပြုံးသေးလို့ရှင်ခင်ဗျားတို့မပြုံးမှန်းငါဝတ်မကျွတ်သေးဘူးသူတဲ့ချာဝတ်ဆရာပါတော်လို့မဲဖို့မလိုပါဘူးတရားဓမ္မတို့တရားစီကြားလို့ဆိုတဲ့ချင်းပါတော်လို့မဲတဲ့အခါကျလို့ရှိရင်တဏှာဥပါဒံကကိလေသာဝဒါကမ္မဝဒီဘက်ကြည့်ပါလားဥပါကဝဒါတိစေတမရဏပါဘူးလားဒါကြောင့်ဥပါကဝ8ပါဒါဖြင့်ဒီကနေဒီဖြစ်တဲ့ဒီမှာရှိတဲ့စိတ်ကိုခေါင်းကပြောတဲ့သဏ္ဍခုစိတ်ကိုဖြစ်တဲ့ရှုလိုက်တဲ့အခါကျလို့ရှိရင်တဲ့ကိလေသာဝနှစ်ခုကိုမရှုကမ္မဝဒီဘက်လာမဥပါကဝဒါဖြင့်ဝိကျွတ်တာတောင်းပါရမှာလားရှုရမှာလားဒီကနေပြီးအဲ့ဒါခင်ဗျားတို့ကဘုရားရှိလဲရှိပြီးဘိုးဘွားတူတူနဲ့လုံးမနေနဲ့ဘုရားကဖြတ်မပေးနိုင်ဘူးမင်းတို့သက်တာငါမတတ်နိုင်ဘူးလို့ခင်ဗျားတို့ပြောလိုက်ပါလိမ့်ဘောကြဒါပြန်ဒီမဂ္ဂသစ္စာဟာဖြစ်ပြရှိတဲ့မဂ္ဂသစ္စာလို့မှတ်ကြမဂ္ဂသစ္စာမပါဘဲနဲ့သူကနိုင်နိဗ္ဗာန်ရောက်ပါသူကဧကယံငါယံဘိက္ခုမက်ခုကြောင်းတဲ့ငါနိဗ္ဗာန်ပို့မယ်ဆိုတော့သူဝိသိတယ်ဒီပြင်ရှိသေးရဲ့အဲ့ဒါကြောင့်အခုခဏပဲနာရတယ်ဥစ္စာဒကာဓမ္မတွေဒီဝကျွတ်မကျွတ်ရှုတဲ့ပုဂ္ဂိုလ်မှာဒီဝကျွတ်မကျွတ်ရှုပါလို့ဆိုဒီဝကျွတ်ရင်ကိလေသာဝကျွတ်ဒီဝကိလေသာဝကျွတ်ရင်ကာမဝက9ကြီးလုံးမယ်ဆိုရရတယ်ကိလေသာအုပ်ချုပ်နေမှာကာမဝကဖြစ်တယ်ဘာကြကာမဝမှာမရှိတဲ့ပုဂ္ဂိုလ်ကာမမရှိတဲ့ပုဂ္ဂိုလ်ဥပကဝဆိုတဲ့ဒီကျိုး7ပါးလာပါဦးမလားဝိညာဏသာလနာဖသဝိညာဏသတိစရာမရဏလာပါမလားဒါပြန်ဝတ်ကျက်ခြင်းလို့ရှိရင်ခင်ဗျားတို့နှစ်က3ခုမကူးနှစ်က3ခုမကူးဒါဒီပုံလေးကခင်ဗျားတို့ဥဒ္ဒနိုင်လည်းဝေပါလိမ့်မယ်ကူးတဲ့ပုဂ္ဂိုလ်ဖြင့်ကိုယ့်ကိုမိုက်ရအောင်ကူးရင်မနဲ့ဆိုကြအောင်မိုက်တာကရွယ်ကြီးမှမိုက်တာလားငယ်တုန်းကမိုက်တာလားဆိုတာလေကိုယ့်တက်နဲ့ကိုချင်းသိတယ်။မရစောင်းပြောတယ်ကအောင်လို့စောင်းပြောတယ်လည်းအောင်ပဲဖြစ်နေတယ်။ရွယ်ကြီးမှမိုက်တာလားဆိုတော့မိုးလင်းလာလို့ရှိရင်ဖြင့်တဲ့ကိလေသာဝကရင်ပေါက်ပြေးလာတယ်။ကိလေသာဝလာလို့ရှိရင်ကာယကံမတိကံနဲ့ဥပ္ပန္နယကဘယ်သေးကဘယ်တော့ကွာဘုရားဘယ်ဆိုင်တော့ကွာဒါပါတော့တယ်ဒီကဆိုတော့ကာမဝမကြောက်ဘူး။ဘာဖြစ်ဘာလို့ဒီကာမဝလာတယ်လို့မေးတော့ဟောဒီကိလေသာဝကငွေလိုချင်တဲ့ကိလေသာဝကရှိ။ကိလေသာဝရှိသောကြောင့်ခင်ဗျားတို့ဘာတွေပြောလို့ဆိုလို့ရှိတယ်။ကာမဝကလုံလောက်ပလားတဲ့ကာယကံမတိကံနဲ့ပြောလိုက်တော့လုံလောက်မသေးသေးလို့သေဥပကဝလာ။ဘာကြ။ဒါပြန်တနေ့ကိုဒီကံမောင်းဥမာရင်းကြီးလို့ဥစ္စာနိုင်လို့ဒီကံမောင်းဘယ်လောက်ရှိလဲ။ဟမ်အများကြီးဖြစ်ဒါဖြင့်ဝတ်တယ်သွားပြီမျောစင်းချက်မရှိဘူးဒါမဲ့လူကြီးအလဲလာတာသက်တယ်အဲ့ဒီတော့ဘုရားများကပြောလို့ပါတယ်တဲ့ဒီဓမ္မတွေခင်ဗျားတို့အခုဘုရားမိုက်ထားတာတွေလည်းမနှဲပါဟောကြအောင်လားအခုဘုရားမိုက်ထားတာတွေဟိုစက်ကြံမှုတွေမဟောပါဘူးဒါတော့မိုက်တာယူတာမူတာကိုမဟောပါဘူးမနှောကမိုက်ထားတာတွေဟောတယ်ဟောကြအဲ့တော့မိုက်ထားတော့ဥမာရကြီးလူစုဥသနိုင်တဲ့လူစုဥမြတို့လူစုကပြုတာတဲ့အကြောင်းလဲဆောက်ဖရားလိုက်တယ်ကျောင်းဆောက်ဖရားတဲ့တာကကွာဒီနေ့ဒီချိန်နဲ့စာစမ်းပါဟမ်ရှင်းလာရလားမခဲဘူးကွာညောဟောရတယ်မခဲဘူးကွာ
ဘာကြောင့်မကယ်ဘူးกว่าလို့ဘယ်လိုဆိုဟိုတော်တော့6ပေါက်ပဲဒီကမင်းကအတွင်းရလာလည်းမရှိဘူးပြင်းရလာရောမရှိဘူးအိမ်သားတစ်ခုလာရောမရှိဘူးတော့မက်ကဘယ်တော့ပေါ်သေးတယ်ဒါဖြင့်ကံပြတ်မက်ကလာသေးရဲ့မလာတော့ခင်ဗျားတို့သနာဥပါဒံကံသနာဥပါဒံကံသနာဥပါဒံကံဒါကြီးလို့နေတော့တပည့်တို့ရှင်းမြဘာဖြစ်မယ်လို့ရှင်ပြမြင်ပါတယ်တော့ရှင်ပြတော့ပညာလည်းနဲ့ရှိပါတယ်တပည့်တို့သာလို့ရှိရင်ဒါကဆုံးဖြတ်ချက်ချလိမ့်မယ်ဒီမိသူကဆုံးဖြတ်ချသနာဥပါဒံကံကကိုယ်တည်းဖြစ်တယ်ဘုရားကသနာဥပါဒံကံဖြစ်ပြီးသားလို့ဆွဲတင်လို့မရဘူးပရိစ္ဆေသမုပ္ပါကဘုရားမပွင့်လည်းရှိတာဘုရားပွင့်တော့ဘုရားပွင့်တော့နာမည်ပေးဖို့ရတယ်ဘုရားပွင့်ကတော့အများကြီးရှိတယ်ဘာကြောင့်ဒါဖြင့်တပည့်တော်သိရင်ဘယ်သွားမှာတော့ဆိုတော့ဒါစဉ်းစားတာပေါ့ကွာသူတို့စီမံရပေါ့သူတို့မလာလို့ရှိရင်လည်းဒီဘက်သွားမယ်နိဗ္ဗာန်သွားမယ်မရှိတဲ့ပုဂ္ဂိုလ်ကမရှိတဲ့ပုဂ္ဂိုလ်ကလည်းဒီပါဠိတော်အတိုင်းဒီဘက်သွားလိုက်မယ်ဆိုလိုက်ဘူးလားဆိုလိုက်ဒါနဲ့ညတော့ကိုသုံးနေချပြီးပြီလားဘယ်နဲ့ချတာတလန်းသွားပါပဲတလန်းသွားပါပဲအဲ့ဒါကြောင့်အားလုံးတရားဓမ္မတွေခမည်းတော်သေသေးချာချာလာပြိတ္တကာလအကြောင်းတိုက်ပြောနေတာခမည်းတော်ကလွဲကြီးမှုပြောနေနာကလားမနာကြနဲ့တော့မနာကြနဲ့အလွဲကြီးလို့အလွဲကဒီဖြတ်လန်းကဘယ်တော့မှမလုပ်လုပ်တယ်လုပ်ပါဘူးဖြတ်လန်းကလုံးဝမပါဘူးဆိုတော့ဒီဘက်လေလန်းကြီးလုပ်ဒါဖြင့်ကိလေသာဝကြောင့်ကာမဝဖြစ်မယ်ကာမဝကြောင့်သေသိချမယ်နဲ့ဝိပါကဝထဲကကိလေသာဝပြန်ပေါက်ပွားမယ်ဒါကိလေသာဝဒီကြည့်လေကိလေသာဝတည်းဥစ္စာပါဘူးလားရှင်းကြဒါကိလေသာဝလုံးပြန်တော့ဒီကာမဝကမလာဘူးလားဒီဝိပါကဝကရောဝိပါကဝထဲကကိလေသာဝပေါက်ပွားမလားမပွားဘူးလားပွားရင်ကာမဝကမလာဘူးကာမဝလည်းဥပကဝကမလာဘူးလားဥပကဝတွေကဘာပေါက်ပွားဟောကိလေသာဝပေါက်ပွားပဲကဲတရားဓမ္မတို့မင်းတို့ကဘယ်ဖလန်းပါနေလဲပါလေချိန်လေးမိလိုက်ရုံလေးရှိတယ်နော်မြန်မြန်လုပ်ကြပါမှားတယ်ရက်ရွှေ့ရင်မှားတယ်ရက်ရွှေ့ရင်မှားတယ်ဆိုတော့ရက်ရွှေ့ခင်ဗျားတို့မျိုးလုံးမဖွင့်မနားမထောင်မနေနိုင်ရလားနေနိုင်ပါဘူးမနေနိုင်တရားတွေပဲထပ်လာရက်ရွှေ့တော့မနာဘူးလားနာပါဘူးငွေရက်ရွှေ့ပြီးဆက်တာကအတူတဲ့မရှိပြစ်စပ်ပါတောင်းပန်ရရတယ်ဒါကတောင်းပန်လို့ရမရရနိုင်မှာမရပါဘူးကာမဘဝပြည့်စရာဓာတိဘယ်လိုတောင်းပန်လို့ရမရပါဘူးအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာတဲ့အမတမအကျိုးတွေနင့်နာပြီးကြလားဗမညကုသိုလ်ကိုရှင်းကျက်ကုသိုလ်ထင်ပြီးကြလားအာဟုလုံးထုံနေမှာအမှန်ဆိုရင်ဘောကမပြတ်ဘူးဘောပါကြရဲ့ဗမညကုသိုလ်ကိုခင်ဗျားတို့ကရွှေပြည့်ချနိုင်တာနဲ့တော်တော့ပြီတော့အောင်မရအောင်မနေမှာဟုတ်သေးပါဘူးတဲ့ဒါခင်ဗျားတို့သစ္စာမသိလို့ရှင်သင်္ခါရပစ္စယဝိညာဏပဲလားကာမဘဝပစ္စယဇာတိပဲလားသို့တော့ဇာတိမှာခင်ဗျားတို့အထင်ကတော့အထက်တန်းကြတယ်လို့ထင်နေမယ်အားပြီးတော့သုပတိဇာတိပဲသင်ရင်ထင်ကြလိမ့်ပေါ့ဗျာသုပတိဇာတိကိုသစ္စာဖွဲ့ကြည့်တော့ဟောရရသက်တိဘာသစ္စာလဲသုပတိဇာတိဟောကြဒုပတိဇာတိကိုသစ္စာဖွဲ့တော့ဘာသူသေးရုံများသစ္စာဖွဲ့တော့ဒုက္ခသစ္စာကြီးသစ္စာမသိတဲ့ပုဂ္ဂိုလ်လောက်တာဘူးစီအမှန်လို့ဆိုကြမလားလွဲလို့ဆိုကြအလွဲလို့သိချာမဆိုရဘူးလားအေးဒါကြောင့်ဘုန်းကြီးဓမ္မတွေတော့မှာအမြင်ကျယ်လေးစိုးရင်ကြကောင်းတယ်အမြင်ကျယ်လေးစိုးရင်ကြကောင်းလေဆိုတာပေါ်ကြခဲဒါဖြင့်ဓမ္မတို့ဘုန်းကြီးကလည်းစေနာကောင်းကောင်းခင်ဗျားတို့ကလည်းဆရာသမားရောက်တယ်ဆိုတော့ဝိုင်းလာကြအမတန်မှလည်းသိစေခြင်းတော့ဓမ္မတို့ဒီကနေမဖြတ်တဲ့ကာလပတ်လုံးခိစ္စမပြီးသေးပါဘူးဆိုတော့ဥပဒေဘယ်လိုပြောတာမှမယုံနဲ့
ဘာကြကြဒီနေရာမှာမမဝင်နိုင်သေးတဲ့ကာလဝိပဿနာမဝင်နိုင်သေးတဲ့ကာလပတ်လို့များတို့ငါတော်ပြီဆိုတဲ့စကားဘယ်သူမှမသုံးပါနဲ့ရှင်းမလားငါတော်ပြီဆိုတဲ့စကားသုံးရင်မှားတယ်ဆိုတာသဘောပါကြဒါဖြင့်ဓမ္မတို့သေးသေးချာချာပြောပါမယ်တဲ့ဒီခင်ဗျားတို့အတိတ်ကြောင်းကအဝိဇ္ဇာသင်္ခါရပူပါတယ်တဲ့ဆိုပင်ဆိုညာကလည်းအဝိဇ္ဇာရဲ့သင်္ခါရရဲ့တဏှာရဲ့ဥပါဒံရဲ့ဘဝပါပါနေပါဘူးလေအဲ့ဒါအတိတ်ကြောင်းက၅ပါးဟောဒီပြစ္ဆုတ်ပန်အကျိုးကလည်း၅ပါးပဲလားမလားဘူးလားပြစ္ဆုတ်ပန်အကျိုးကလည်း၅ပါးပဲမလဲဘူးလားဟောဒီပြစ္ဆုတ်ပန်အကြောင်းထားလို့ပြန်တယ်လေတဏှာဥပါဒံဘဝတဲ့ဝိဇ္ဇာသင်္ခါရနဲ့ပဲခင်ဗျားတို့ပြန်လို့မလုပ်ဘူးလားအဲ့တော့အနာဂတ်ကျုံးမှလည်း၈ပါးမလာဘူးလားသုံးခုတွေရောလိုက်ပြန်ဒီဘဝ၅ခုနဲ့နော်အနာအဲ့တော့ဒကာဓမ္မတွေနောက်ဘဝကတပိတော့ဘာများဖြစ်ခဲ့ပါလိမ့်မလို့ဗျာလို့မေးဖို့မလိုဘူးလားဒီသစ္စာဒါပဲလို့ဖြစ်မေဃသစ္စာပါဘူးရရဲ့လားနိရောဓသစ္စာဒါဖြင့်ခင်ဗျားတို့ကမီးသမုဒိယသစ္စာမီးဒုက္ခသစ္စာခန္ဓာဖြစ်သောကြောင့်ဖြင်းနဲ့မီးကြီးပဲလုပ်ခဲ့ဘာကြလဲမင်းငိမ့်ကြောင်းနဲ့မီးသေးတဲ့နေရာဌာနလုပ်ဘူးကြရဲ့လုပ်ပါဘူးဒါဖြင့်လွှဲလိုက်တာကိုလွန်နေပြီဆိုတာကိုပေါ်ကြသေးဘူးလားရှင်းကြဗလားဒါဖြင့်ဖြင်းနဲ့မီးကလည်းခင်ဗျားတို့စဉ်းစားကြည့်ပါတဲ့ခန္ဓာကိုယ်ကြီးတဲ့မှာကဒါဒုက္ခသစ္စာဒါထင်းဒီထဲမှာဒါတွေပေါ်သွားတော့ကဲကျောင်းရတယ်ဘာသစ္စာဒုက္ခသစ္စာကိုသမုဒယသစ္စာနဲ့ပေါင်းလိုက်တော့မလောင်ဘူးလားလောင်ပါဘူးသမုဒယကမီးဒုက္ခကထင်းမြတ်ကြီးအများတိုင်းတည်းလက်ပြေးနေတာဘာလို့ပြေးတယ်ထင်တယ်ဦးမြတ်ကြီးပြေးဘယ်နဲ့ထင်ကြမီးလောင်လို့ပြေးချင်ဟိုလည်းစိတ်မချဒီလည်းစိတ်မချဒေါသမီးတော့ခန္ဓာကြီးကအသက်90ပြည့်နေပြေးလို့ကောင်းတယ်မဆိုအတော့မဆုံးဘူးလားဥပနိုင်တော့ဒီတိုင်းဆွေးပြီးလောက်နော်သူပြေးလောက်မဟုတ်ဆွေးလောက်မဟုတ်လိမ့်ပြီလားအမလားဆိုရနေတယ်အေးတမောင်ကြီးကဘယ်လောက်နေကတော့ပြေးလောက်မလားပြေးလောက်မ6မိုင်ပြေးလိုက်7မိုင်ပြေးလိုက်ကိုခိုင်းတာရဲ့ဘုန်းကြီးတို့ဓမ္မတွေခုခန္ဓာထဲမှာအခုအချိန်ပဲတရားကိုသိနေတဲ့ဉာဏ်လေးပါတယ်ဉာဏ်တဲ့အချိန်မှာမင်းနဲ့ခင်နဲ့တွဲလောင်းနေတာသမကားနဲ့သွားတာတော့နှေးတယ်ထင်သေးတယ်လောင်ချက်ဘယ်လိုပြင်းတယ်ပြင်းပါတယ်ပြင်းမလားလေးမှန်တော့ဘယ်နဲ့ကြောင့်လို့ဆိုလို့ရှိရင်လောင်ချက်ပြင်းလို့အပြင်းမြန်သဘောပါဝိညာဉ်လာဆောင်နေတာကကြီးတော့ကြာတော့ပြီတုံနဲ့လောင်နေရောမလောင်ဘူးလားဒါရဲ့ခင်ဗျားတို့ဘဝဟာဖြင့်ဒီဆရာသမားနဲ့မတွေ့ဘူးရှုံးပြီအားလုံးတရားဓမ္မတွေကြောင်းမတွေ့ရမနဲ့ဆိုကြရှုံးချိန်မီသေးတယ်နော်တရားဓမ္မတွေခုခွန်ကြီးပါဆုံးမှာအချိန်မီသေးတယ်လို့သုံးရချက်ချိန်တော့မိပါရဲ့ဗျာတပည့်တို့ကကိစ္စတွေကသိများတယ်ဆိုပြီးကိုလှမ်းနေမထိုးလိုက်နဲ့ကိစ္စတွေသိများတယ်ဆိုတော့တပည့်တော့မလုံနိုင်ဘူးပြောတယ်မလုံနိုင်ဘူးပြောတော့ဒါပဲလုံနိုင်တယ်ပြောတယ်ဟုတ်တယ်သုံးနံပါတ်ပဲလုံနိုင်တယ်ပြောတယ်ဒီနေရာမလုံနိုင်ဘူးဆိုတော့ဒီဟာတော့လုံနိုင်တယ်ပြောတယ်မဂ္ဂသစ္စာတော့မလုံနိုင်ဘူးသမုဒယသစ္စာတော့လုံနိုင်ပါဘူးမောင်ကိုမြတ်ဘယ်လောက်နာဘူးလားဒါကြောင့်ခင်ဗျားတို့90လည်းပြည့်နေပြီသံဃာလည်းကြီးပြီဥမာတယ်လည်းကြီးနေအခုအချိန်မှာဖြတ်လမ်းမဲ့လို့ဖို့လို့ဒကာဓမ္မတွေဘာလို့လဲဖြတ်လမ်းမဲ့လို့ဖို့လို့တော့တယ်ရှင်းရှင်းမှဖြတ်ချင်သလားမြန်ဖြတ်ချင်သလားအပြောလားဗျာဒီလိုမလုပ်ကြပါနဲ့တဲ့ဒီလိုမလုပ်ကြပါနဲ့ဒကာဓမ္မတို့ဟေးဆောင်းညောင်းမြန်လုံးမရဘူးမြန်လုံးရှုံးနေတယ်နာမလောက်ကြသမှာနမလို့ရှိရင်ဟောဒီအဝိဇ္ဇာနဲ့တဏှာပထောင်းဆိုတာခုခါဆက်လဲတဲ့ဘောကြီးကို
ကလည်းပင်သူကလည်းပဲလိုက်တဲ့ခါကျဒီတိုင်းမလဲဘူးလားဟောဒီသင်္ခါရတွေကမမျောနဲ့ဒီပြတာတောက်တယ်ဒါတွေတောက်တယ်ပဲသူတို့ကတောက်တယ်မှာဘယ်လိုအုပ်ချုပ်တာလဲဆိုတော့ဇေယမရဏအကွကြီးကဒီကနေကွတ်ထားတော့ခင်ဗျားတို့မှာတောင်းရဲ့တောက်ကဲအသေးအိုးရဲ့အသေးရဲ့ကွကြီးနဲ့လဲနေရအကောင်းပါသေးရဲ့အဲ့ဒီတည်းမှာဒီဓာကြီးနဲ့လဲနေရတယ်ကသောအောင်သမီးမြေဝင်တွေကလည်းဆန်းနေပြီလမ်းကလည်း96ပါးလမ်းကြမ်းတဲ့မှာဥဒ္ဒနိုင်ကြီးသွားနေတယ်ဘယ်လမ်းနဲ့96ပါးလမ်းကြမ်းကြီးနဲ့သွား96ပါးလမ်းကြမ်းနဲ့မှာသောအောင်သမီးဝင်မြေဝင်တွေစိတ်မချလက်မချနဲ့သွားနေတော့ထမ်းပြီးသွားနေလမ်းကလည်းလမ်းကြမ်းဝန်ငါဝန်လေးလမ်းကဝန်ငါဖြည်းဖြည်းသွားလားနေသွားရလားဖြည်းဖြည်းသွားမရဘူးအပေါ်များများမင်းတို့လူဒါကြောင့်မင်းတို့ဖြင်းနေတာအစီးပွားရေးဒါကြောင့်မင်းတို့ချိုးတယ်နေတာအသွားတုတ်တုတ်မြန်တုတ်တုတ်ဆိုတာမကြဘူးလားဥမာတယ်လို့ဆုံးမတယ်ဒီလိုဆုံးမပေးတယ်ကလည်းဥမြရကြတော့မဆုံးမအောင်ကိုယ့်ကိုပြေးတာပဲအဲ့ဒီတော့96ပန်းလမ်းကြမှာသာဝန်သမီးဝင်ဆိုမျိုးမင်းဝင်ဆုံးနေထမ်းပြီးဥဒ္ဒနိုင်ကြီးတော့လမ်းဟာထိုးလက်သိကြဟုတ်ကြတယ်နောက်ဘဝထားလာပြန်တော့လေဒီဟာထိုးလဲနဲ့ပဲသိတာပဲနောက်ဘဝထားလာပြန်တော့ဟာထိုးလဲနဲ့သိတာလူကမြခင်ရတဲ့ထူပေးမှမပေးမှလို့ရှိအဲ့ဒီမဲ့ဖက်အကူကြီးယူကြဒကာဓမ္မတို့ပြပြင်းပြဘုန်းကြီးတို့ဘာမှမတတ်ဘူးဘုရားရာဟုလာသူသားမဟုတ်လားသူကသူထမ်းခေါ်နိုင်ရလားနိဗ္ဗာန်ရာဟုလောဝါရသုတ်ရာဟုလာဆုံးမတဲ့သုတ်ဆိုပြီးခေါ်ရပြန်မင်းဒီသုတ်ကိုဒီတိုင်းနှလုံးသွင်းပါဆိုပြီးသွင်းလိုက်တော့မှသူကသူလက်ရဒီမှာလဲဘုန်းကြီးကနေတာပေးတဲ့ခင်ဗျားတို့အာရုံသောပုဂ္ဂိုလ်တို့ထမ်းမခေါ်နိုင်ဒီညရပါလေခင်ဗျားတို့ဆရာသမားအားလည်းကိုယ်ပါအာကုမထမ်းခေါ်နိုင်တဲ့ဆရာသမားမဟုတ်ဘုရားမှမခေါ်နိုင်မင်းနဲ့ဘုန်းကြီးတို့ကမခေါ်နိုင်တော့ခင်ဗျားတို့ညံနဲ့ခင်ဗျားတို့လိုက်ရညံတော့ပေးမယ်မရမရှိရဘူးညံတော့သိချရမယ်ဒကာဓမ္မတို့ဆွေဆွေမြဲမြဲလေးသာမှတ်ပါညံသိချရမယ်ဟုတ်တယ်ရှင်းကြဒါဖြင့်ဒကာဓမ္မတို့ယနေ့ပြတာကဖြင့်အတိတ်ဘဝကဘာသစ္စာနဲ့နေခဲ့ကြတာဘုရားသစ္စာအတိတ်ဘဝနော်ယခုဘဝဘာသစ္စာရတာလဲဘုရားသစ္စာရယခုသာယသမီးစီပွားရေးနဲ့ဘာသစ္စာလောက်ကြဘုရားသစ္စာလောက်သေးသေးချမ်းမဲ့နဲ့ဘာဖြစ်မှာလဲဒုက္ခသစ္စာဒီဒုက္ခနဲ့သိရတဲ့လူဟာတဲ့မသိတဲ့ဝိဇ္ဇာလားမလားမှန်ပါဘူးဒါဖြင့်ဒီဘက်ပြန်ပါမယ်တက်နာမှာပြန်ရောက်ရောက်ပါဘူးမရောက်ဘူးရောက်ပါဘူးတက်နာမှာပြန်ရောက်တယ်ဆိုရင်နေ့ကူးမှကူးပါမလားကူးပါဘူးဒီအဆက်ပြဘာကြောင့်ဒါဖြင့်ဒကာဓမ္မတို့ဒီလိုပဲအဝိုင်းပြေးပြေးနေတော့မလားဖြတ်မလားဖြတ်ပါဘူးရှင်းကြရလားအဟုတ်ဖြတ်မှာလားရှင်အဟုတ်ဖြတ်ရင်တော့နှီးပေးရဟုတ်ဖြတ်ရင်တော့နှီးပေးရနမောရင်တော့နှီးကုန်ပေးတယ်သဘောပါကြအဲဒီနေ့ဒီရင်တော်ကြအောင်